မင်္ဂလာပါ GG ရဲ့ safe space ကနေကြိုဆိုပါရယ်အခုတော့ live ကဝင်နေပြီထင်တယ်အခု live မှာ hello မင်္ဂလာပါအခုမှ live ဝင်နေထင်တယ်အခု live မှာကြည့်ရှုနေတဲ့သူတွေဘယ်သူတွေရှိနေလဲတော့မသိသေးဘူးပေါ့နော်ဆိုတဲ့အခါကျတော့အခုတော့စလိုက်တော့မယ်โอเคဒီနေ့ live မှာကတော့ကျမတို့season ထဲမှာပြောထားတဲ့အတိုင်းပဲပေါ့နော်ဒီ post traumatic growth အကြောင်းလေးဖြစ်ပါတယ်အခု live မှာကြည့်နေတဲ့သူတွေကလည်း hello မင်္ဂလာပါသူတွေရောက်နေကြပြီလဲမိတ်ဆက်ပါအောင်အဲ့တော့ကျမတို့ရင်အပတ်ဒီလိုပဲအားရပါရပေါ့နော်ဆိုင်ဆိုင်မြိုင်လေးနဲ့ engagement ကောင်းကောင်းလေးနဲ့ဆွေးနွေးသွားကြမယ်ဒီနေ့ live မှာကျမအကြာကြီးတော့မပြောပြဘူးထင်တယ်ကျမနေမကောင်းနဲ့တော့လေချောင်းဆိုးလို့ရှင်လဲခွင့်ပြုပါကျမတို့တကြားလုံးလေးလည်းရှိချောင်းဆိုးလို့ရှင်တကြားလုံးစောက်လို့ရှင်လဲပလွတ်ပလွတ်နဲ့ဖြစ်နေလို့ရှင်လဲနည်းနည်းလောက်ခွင့်ပြုပါကျမရင်နွေးချမ်းအပတ်စင်တောက်တယ်ဒီမှာအေးနေတော့လေရင်နွေးချမ်းတောက်ရင်လည်းစကားပြောခွင့်ပြုပါဟလာကျမတို့ဒီ live ကြည့်နေတဲ့လူတွေလည်းအေးဆေးဆေးနဲ့ relax ပဲပေါ့နော်ကြည့်ချင်တာကြည့်လို့ရတယ် share ချင်တာ share လို့ရတယ် hello မင်္ဂလာပါညီမလေးတက်မြတ်နိုးမင်္ဂလာပါသိချင်တာလေးရှင်လည်းမေးလို့ရတယ်ဒီနေ့ကျမတို့ live မှာဆွေးနွေးမယ့်အကြောင်းအရာကတော့ပေါ့နော်ဒီကျမတို့ခုလာမယ့်လတွေမှာပေးသွားမယ့်ဒီ trauma series တွေရဲ့အကြောင်းတွေပဲပေါ့ဒီနေ့ဆိုလို့ရှိရင်အထူးသဖြင့်ထူးထူးခြားခြားပေါ့နော်ကျမတို့ကscholarship တွေပေးနေတဲ့အစီအစဉ်လေးလည်းတင်ထားတယ်ဒီ trauma တွေနဲ့ပတ်သက်ပြီးတော့ကိုကဒီစိတ်ကျန်းမာရေးနယ်ပယ်ထဲမှာထဲထဲဝင်ဝင်လုပ်နေတဲ့သူတယောက်အနေနဲ့ဆိုလို့ရှိရင်လည်းဒီစိတ်ကျန်းမာရေးနဲ့ပတ်သက်တဲ့ပညာသင်စုကိုရှောက်ဖို့အတွက်လည်းဖိတ်ခေါ်အပ်ပါတယ်ဟုတ်ကဲ့ကျော်ဇာထေမကျော်ဇာထေမင်္ဂလာပါဟုတ်ကဲ့ကြည့်ဆိုင်ပါမယ်ရှင်ရာသီဥတုကလည်းနည်းနည်းဒီဘက်မှာအေးလိုက်ပူလိုက်ဖြစ်တော့ကိုယ်လည်းနှာစီးသွားပါဘောနော်အဲ့တော့အဲ့ဒါကြောင့်မို့လို့လေခဏခဏကိုလဲချောင်းရှင်းနေတဲ့အတန်တို့ကြားလုံးတင်းနေစားမှာနော်ပလွတ်ပလွတ်ဖြစ်နေ sorry ပါနော်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်နေရာတော့တဖြည်းဖြည်းတော့ကောင်းလာပြီဒီတစ်ခေါက်ကတော့တော်တော်ကြာတယ်တစ်ပတ်လောက်ကြာတယ်ပုံမှန်အားဖြင့်ဆိုလို့ရှိရင်ကျမနေမကောင်းဖြစ်ရင်တစ်ရက်နှစ်ရက်နဲ့ပြီးသွား ACC ပဲဟိုဒီလောက်ကြီးလေနာတာမရှိဘူးအခုကကြာတော့လူကမနာလိုက်တဲ့အခါကျတော့လေတစ်ရက်ထဲမှာပဲအလုတ်ကအများသွားတယ်ကောင်ဆလင်းတစ်နေ့မှာ6နိုင်လောက်ဖြစ်သွားအစားအဲ့ဆေးရုံကနေပြန်လာပြီးတော့ကောင်ဆလင်းတွေလုပ်ပြီးတော့ဒီဘက်က non profit ကိုလည်း run ဆိုတော့ပေါ့လေလူကဟိုမနာပဲနေလို့မရပဲနဲ့ကိုကနားလိုက်လို့ရှင်သူများတကားတွေထိခိုက်မှာစိုးလို့လေအဲ့နဲ့မနာလိုက်တာအဲ့နဲ့ရက်ကရှည်ွားနေမကောင်းဖြစ်တာဒါပေမဲ့တော်သေးတဲ့အချိန်မီလေးဒီနေ့ live လွှင့်မှုအတွက်ကိုလေးနေပြန်ကောင်းပေးလို့ကိုကျေးဇူးတင်မိတယ်ပေါ့နောက်တစ်ခုကတော့အဲ့ဒါလည်းကျွန်မပါပြောချင်တာလဲဆိုတော့ကျမတို့ကလူနေမကောင်းသည်ဖြစ်စေစိတ်နေမကောင်းသည်ဖြစ်စေကျမတို့မနာခြင်းဆက်သွားခြင်းနဲ့ရက်လိုက်လို့မရကိုရက်လိုက်လို့ရှိရင်ကိုရဲ့ responsibility တွေပေါ့နော်ကိုတာဝန်ယူထားတဲ့အရာတွေကရက်တန့်သွားမယ်နှောင့်နှေးသွားမယ်ဆိုတော့ဒီလိုမျိုးဟိုစိတ်အခြေခံကြောင့်မို့လို့ပေါ့နော်ခံယူချက်ကြောင့်မို့လို့တာဝန်ခံမှုတာဝန်ယူမှုတွေကရှိနေတယ်အထူးသဖြင့်ပေါ့နော်အလုပ်တွေ2ခု3ခုလုပ်နေတဲ့လူတွေကဆိုလို့ရှိရင်ဒီလိုမျိုးအလုပ်တွေကိုနားလိုက်ပြီးဆိုလို့ရှိရင်ကိုအနေနဲ့သူများတကအတွက်လည်းကိုယ်နဲ့လှုပ်ဖို့ကိုင်ဘက်တွေတက်လည်းနောက်ရှက်ဖြစ်မယ်ဆိုပြီးတော့မနာကြဥမာကျမတို့ဆိုလို့ရှိရင်ကျမတို့ရဲ့မိသားစုဝင်တွေမိသားစုတွေမှာတငယ်ချင်းတွေထဲမှာဆိုလို့ရှိရင်အေးနည်းနည်းပပကောင်းစလင်းလေးဝင်ယူလိုက်ပါလားကိုပြန်လဲကုစားပါလိုက်ပါလားတပတ်ကိုတနားအချိန်မရှိဘူးပေါ့နော်ကိုပြန်လဲကုစားဖို့အချိန်မရှိဘူးပေါ့ကိုပြန်လဲကုစားတာလဲလေနည်းနည်းလောက်ပြောချင်တယ်တစ်ခေါက်တုန်းကဒီစိတ်စမိုက်နယ်ပယ်တွေကပဲအမျိုးသမီးတယောက်စာရေးထားတာဖတ်ဖူးလားမသိဘူးသူရေးထားတာကဘာလဲဆိုတော့ကိုပြန်လဲကုစားလို့မရဘူးပေါ့နော်ကုစားတယ်ဆိုတာကကုထုံးနေရပေါ့ကျွမ်းကျင်တဲ့ပညာရှင်တွေရဲ့အလုပ်ပေါ့နော်ကိုပြန်လဲကုစားဖို့အတွက်ကဒါကself healing ဆိုတာကမဟုတ်ဘူးပေါ့သူရဲ့အာဘော်ကိုကျမဟိုဘယ်လဲ90ရာခိုင်နှုန်းတော့လက်ခံတယ်90ရာခိုင်နှုန်းကြတော့ဟို90ရာခိုင်နှုန်းကကြတော့နည်းနည်းကွဲပြားသွားတယ်လို့ပြောချင်တာပေါ့နော်ကိုပြန်လဲကုစားတဲ့ဒီ self healing journey ဆိုတာကလိုအပ်တယ်တဝက်သူပြောတာမှန်တယ်ဘာနေဘယ်နေရာမှာလဲဆိုတော့တက်ကျွမ်းတဲ့စိတ်ကျန်းမာရေးပညာရှင်တွေကသာကုစားလို့ရတယ်တက်ကျွမ်းတဲ့ပညာရှင်တွေနဲ့ကောင်ဆလင်းခံယူတင်နေဆိုတာအဲ့တဝက်ကိုကြတော့ကျွန်မသဘောတူတယ်ကျွန်မကိုယ်တိုင်လည်းဒါကိုလက်ခံအားပေးတယ်နောက်တဝက်ကကြတော့25ရာခိုင်နှုန်းစီကွဲသွားတာပေါ့နော်ကျန်တဲ့ 50% ကြတော့အဲ့25ရာခိုင်နှုန်းကကြတော့ကိုယ့်ရဲ့ self healing journey မှာကို self care လုပ်ရမယ်ကို self commitment ပေးရမယ်ငါနေကောင်းအောင်နေမယ်ငါပြန်လဲထူထောင်မယ်
not just to survive အသက်ရှင်ရတဲ့ယုံနေမဟုတ် to thrive ပြန်လဲလန်းဆန်းတက်ကြွဖို့အတွက်ကို commitment ပေးရမယ်ကိုပြန်လဲထူထောင်မယ်ဆိုတော့ဒီ commitment တစ်ခုကိုကိုပေးရမယ်နောက်တစ်ဝက်ကကြတော့ပတ်ဝန်းကျင်နဲ့လဲဆိုင်နေဒီကိုနေထိုင်ရပတ်ဝန်းကျင်ကိုအမြဲတမ်းအစိတ်အတောက်တွေပေးနေမယ်ကို re-traumatizing ဖြစ်စေမယ်မတည်ငြိမ်တဲ့ပတ်ဝန်းကျင်မှာမွေးဖွားကြီးပြင်းနေရမယ်ဆိုလို့ရှိရင်ဥမာစစ်ဖြစ်နေတဲ့ data တွေမှာဆိုလို့ရှိရင်တစ်စစ်ပြေးလွှားနေရတာမတည်ငြိမ်သေးတဲ့ဘဝတစ်ခုမှာဆိုလို့ရှိရင်တော့ဒီ therapy တွေ counseling တွေကတော့အလုံးမဖြစ်သေးဘူးအဲ့ချိန်တွေကတော့မတည်ငြိမ်သေးတဲ့အချိန်ဖြစ်တဲ့ကြောင့်မို့လို့ဒီပတ်ဝန်းကျင်မှာကတော့ trauma healing တွေက community level လောက်ပဲလုပ်လို့ရမယ် individual level မှာလုပ်လို့မရသေးဘူးပေါ့နော်အဲ့တော့အခုကြည့်နေကြတဲ့အခုဒီ live မှာကြည့်နေကြတဲ့လူတွေအနေနဲ့ရောဝင်ရောက်ဆွေးနွေးပြီးလို့ရတယ်ဘယ်လိုထင်လဲပေါ့နော်အဓိကအားဖြင့်ဒီလိုမျိုး self healing journey ဆိုတာကိုဘယ်လိုမျိုးကိုယ်တိုင်ကစထားတာမျိုးရှိလဲဒါမှမဟုတ်လို့ရှင်ဒီ self healing journey ကကိုယ်တိုင်လေလုံးလို့မရဘူးတက်ကြွတဲ့ပညာရှင်တွေနဲ့ကုသတာအကောင်ဆုံးပဲဖြစ်သလားအဲ့လိုမျိုးကုသတဲ့အခါမှာကိုယ့်အတွက်ဘာတွေလိုအပ်တယ်လဲအဲ့လိုမျိုးလေးတွေလည်းဝိုင်းပြီးတော့ share လို့ရပါတယ်ရှင်အားလုံးဖိတ်ခေါ်ပါတယ်အဲ့တော့ပေါ့နော်ဒီနေ့ကျွန်မအဓိကအားဖြင့်ကတော့ဒီpost traumatic growth ပေါ့ကျွန်တော်တို့ဒီစိတ်တရားတွေကနေပြီးတော့အနာကျက်သွားပြီဆိုလို့ရှိရင်ဒါကတကယ်ဖြစ်နိုင်ခြေရှိလားပေါ့လူတော်များများအဲ့လိုမျိုး trauma တင်တန်းနေလာတဲ့အခါမှာမေးကြတတ်တယ်မေးခွန်းကကြတော့တကယ်ပဲစိတ်တရားတွေကကျက်သွားမှာလားတကယ်စိတ်တရားတွေကပျောက်သွားမှာလားပေါ့နော်အဲ့ဒီမေးခွန်းတစ်ခုအမှန်တကယ်တော့တူတယောက်နဲ့မတူဘူးအနာတွေကျက်သွားမှာလားဆိုတာကကျက်နိုင်ခြေရှိတယ်အဲ့ဒီအနာကိုကစေပုံမှန်ထည့်ပေးမယ်လားကိုယ်တိုင်ကလည်းဂရုတစိုက်နဲ့ကိုယ့်ရဲ့စိတ်ကြမ်းမကြီးအားကောင်းအောင်နေထိုင်ပြီးမှုမယ်စူးစမ်းမယ်ဆိုလို့ရှိရင်အနာကျက်နိုင်ခြေများတယ်။ဇာတ်ပျောက်သွားမှလားကြတော့အုံနောက်ထဲမှာကျန်ခဲ့တဲ့ဒီ memory တွေကပျောက်သွားလို့ဟိုကနည်းတော့ခက်တယ်ပေါ့နော်။ဒီကိုယ့်အတွက်နည်းနည်းတော့ဘယ်လိုပြောမလဲအရန်ကြီးနဲ့မပြင်းထန်တော့ဘူးယောဂမပြင်းထန်တော့ပဲနဲ့မပြင်းထန်တော့ပဲနဲ့ဟိုကိုယ့်ရဲ့ကောင်းတဲ့ပျော်စရာကောင်းတဲ့အမှုချစ်လေးတွေဒီ happy memory တွေနဲ့ပြန်ပြီးတော့ replace လုပ်လို့ရတယ်ဆိုတာတော့သိပ္ပံပညာရှင်တွေကတွေးရှိချက်တွေရှိတယ်ပေါ့နော်ဒီလေးလာလိုက်စားဘူးတဲ့လူတွေရှိလို့ရှင်လဲshare လို့ရတယ်အော်ညီမလေးတက်မြတ်နိုကအဲ့ဒီ post ကိုဖတ်ဘူးတယ်တဲ့ okay ညီမလေးရဲ့အမြင်ရောဘယ်လိုရှိလဲဟိုမကျူပြောရတဲ့ကြီးပဲဘယ်လိုပြောမလဲ agree ပေါ့နော်သဘောတူကြတော့မလို့ပေါ့ညီမလေးရဲ့အမြင်ကဘယ်လိုရှိလဲအဲ့လိုမျိုး self healing journey ကဟိုလုပ်လို့မရဘူးဆိုတော့မျိုးလားဒါမှမဟုတ်လို့ရှိရင်ဒီ self healing journey ကဘယ်လိုပုံစံမျိုးညီမလေးအတွက်ဆိုရင်ရောရှိလဲညီမလေးလည်းတင်တန်းလာမှာဆိုတော့လေနော်နည်းနည်းမှလည်းဆွေးနွေးရတဲ့အခုကြည့်နေတဲ့လူတွေကတင်တန်းတက်ချင်တယ်ဆိုလို့ရှိရင်လေအခုကျမတို့ scholarship တွေခေါ်နေတယ်ရှောက်လို့ရတယ် scholarship မဝင်ဘူးဆိုလဲတင်တန်းဂျေးပတ်ပြီးတော့ပေးပြီးတော့တက်လို့လည်းရတယ်ဒီတင်တန်းတွေကကျမတို့ကအလဘတလဘတွေပြောမှလည်းမဟုတ်ဘူးကြာဖူနာဝတွေပြောမှလည်းမဟုတ်ဘူးကျမကိုယ်တိုင်လည်း fellowship တွေနှစ်စဉ်ဝင်ထားတာတွေခုချိန်ထိလည်းကျမဒီ trauma နဲ့ပတ်သက်ပြီးတော့စိတ်တရားတွေနဲ့ပတ်သက်ပြီးတော့ဆက်လက်လေ့လာနေတယ်တကယ်တမ်းကနာဦးစိတ်တရားကိုသူသနာပြည့်ခဲ့တဲ့သိပ္ပံပညာရှင်တွေစာရေးဆရာတွေဒီစိတ်ကျန်းမာရေးပညာရှင်တွေ psychiatrist တွေနဲ့တေချာပေါ့နော်ကျမနှစ်စဉ်လိုက်ပြီးတော့လေ့လာနေတဲ့ပညာရပ်တစ်ခုဖြစ်တယ်နောက်ပြီးတော့အခါကျမကဒီကျမတို့စေယုံမှာလည်းဒီ trauma နဲ့ပတ်သက်ပြီးတော့ပေါ့နော်ဆက်လက်ပြီးတော့လေ့လာကျင့်သုံးနေတဲ့နီလန်ကောင်းလေးတွေကိုလည်းမျှဝေသားမှာဖြစ်တယ်ပေါ့နော်အဲ့တော့ဒီ trauma တင်တန်းမှာကျမတယောက်တည်းပဲခုလိုမျိုးပေါ့နော်ထိုင်ပြီးတော့ပြောနေရမှာမဟုတ်ပဲねပြောဖို့ကောင်းမယ်အတွေ့အကြုံတွေဖလှယ်ကြမယ်ရင်းနေနဲ့ကျမတို့တင်တန်းနေတူတက်ကြတဲ့သူတွေဆိုလို့ရှိရင်သိတယ်ကျမရဲ့ style ကိုလေအရင်နဲ့ interact ဖြစ်တယ်ကိုနဲ့တင်တန်းလာရပြီးတော့တက်တဲ့လူတွေနဲ့ဒီ activity တွေလုပ်ရမယ်နောက်ပြီးတော့ကျမတို့အဲ့လိုမျိုး community လေးတစ်ခုဖြစ်သွားတာပေါ့နော်ကျမပုံမှန်အဖြစ်ဆိုလို့ရှိရင်တော့တင်တန်းသူတင်တန်းသားတွေအများကြီးလက်မခံအဲ့တော့အခုချိန်အချိန်ရှိအောင်ရှောက်ထားပါတော့ညီမလေးတက်မြတ်နိုစာရေးနေတယ်ကျေးဇူးပါကျန်တဲ့သူတွေလည်းဝင်ပြီးတော့ဆွေးနွေးလို့ရပါတယ်ဒီ post traumatic growth ပေါ့နော်အနာယောဂတွေဒီစိတ်ဒဏ်ရာတွေကျက်သွားတယ်ဆိုတာတကယ်ဖြစ်နိုင်သလားဒီစိတ်ဒဏ်ရာတွေကနေအမြန်မြန်ကျက်သွားအချိန်ဘယ်လောက်ကြာလဲတချို့ကမေးကြတယ်အချိန်တွေဘယ်လောက်ကြာလဲဆိုတာကျတော့အနာပေါ်မှာမူတည်တယ်ဘယ်လိုပုံစံလဲ simple trauma လားဒီစိတ်တစ်ခေါက်တည်းဖြစ်တဲ့စိတ်ဒဏ်ရာလားဒါမှမဟုတ်လို့ရှိရင် complex လားခဏထပ်တလဲလဲဖြစ်တာလား multiple layer အရာဖြစ်တာလား intergenerational like ဖြစ်တာလား generation like မျိုးစင်စယ် like ပေးခဲ့တဲ့စိတ်ဒဏ်ရာတွေအမွေဆိုးတွေလားဒီလိုပုံစံတွေမှာလည်းမှုတည်တယ်အဲ့တော့ပြောရခက်တယ်ပေါ့နော်တယောက်နဲ့တယောက်ဘယ်သူကအချိန်ဘယ်လောက်ကြာမလဲဘယ်ဒဏ်ရာအချိန်ဘယ်လောက်ကြာမလဲ
ပြီးတော့ဒီစိတ်ဒဏ်ရာရဲ့အတိတ်အနက်တင်မကဘဲနဲ့ဒီစိတ်ဒဏ်ရာရဲ့ကိုပြုဒီစိတ်ဒဏ်ရာကိုကုစားတဲ့ကျွမ်းကျင်တဲ့ပညာရှင်ပညာရက်ဆိုင်ရာမှာလည်းပါဝင်မယ်ကိုကိုယ်တိုင်ရဲ့ commitment မှာလည်းပါဝင်မယ်ကိုကိုယ်တိုင်အနာကျက်ချင်ရင်လိုက်နာကျင့်သုံးရတဲ့နီလန်ကောင်းတွေအဲ့ဒီပုံမှာလည်းပါဝင်မယ်ပေါ့နော် excuse me အဲ့တော့ဒီမှာဝိုင်းပြီးတော့ share ပေးကြကျေးဇူးပါဝိုင်းပြီးတော့ရေးနေကြတယ် comment တွေ engagement တွေကိုအချိန်ပေးပြီးကိုနဲ့လုံးမှာကိုအချိန်တွေကိုပိုသိမယ်လို့ထင်ပါတယ်တဲ့မှန်တယ်အဲ့တော့ပေါ့နော်ကိုအကြောင်းပထမဆုံးအနေနဲ့ဒီ self awareness လေနော်ကိုကဘာဖြစ်နေလဲကိုရိုင်းနဲ့ကိုနဲ့ကိုရဲ့စိတ်နဲ့ခန္ဓာနဲ့ connection မရဘူးဆိုလို့ရှိရင်လည်းခတ်မှာပေါ့နော်နောက်ပြီးတော့ဒီမှာဖွားရထားတယ်ကြာရှုံးပြီးကြတဲ့အခုထိလည်းမထားနိုင်သေးဘူးတဲ့ပြန်ထလာမှာပါဖွားအမလျှော့နဲ့အဓိကအဖြစ်ကျမတို့အရှုံးမပေးသေးသေးနိုင်နေတော့မယ်ဟဲ့လားအရှုံးမပေးသေးနဲ့လည်းမထားသေးဘူးဆိုအခုလောလောဆယ်ကျမတို့နားဖို့လိုတယ်စိတ်ကိုအနာပေးဖို့လိုတယ်ခန္ဓာကိုယ်အနာပေးဖို့လိုတယ်ဆိုလို့ရှိရင်နားပါဘာဆိုတော့ခါလေးကြလို့ရှိရင်ကျမတို့ကsorry ပါနော်နည်းနည်းရေးစားလို့ခါလေးကြလို့ရှိရင်ကျမတို့ကဒီနလန်မထူနိုင်သေးတဲ့အချိန်တွေမှာအတင်းမတွန်းနဲ့ပေါ့နော် if you're not ready ကို ready မဖြစ်သေးလို့ရှိရင်ခဏပေးနားပါဥပမာပြောပြမယ်ကျမတို့အခုအေးပတ်တယ်ပေါ့အေးပတ်တယ်ဆိုတာအမှန်တကယ်တော့ရွရွအေးပတ်တာပဲအမှန်တကယ် exhaustion လဲပါတယ်ကိုခန္ဓာပင်မနှွမ်းနေပြီးတော့ကိုရောလူရောပန်းသွားစိတ်ရောလူရောပန်းသွားတယ်အဲ့ဒီကနေတွေစတာပေါ့နော်ပြောမယ်ဆိုရင်တော့အဲ့ဒီခါမှာကျမရဲ့ခန္ဓာကိုယ်ကကျမကိုနာမရတော့မယ်ဆိုပြီးတော့ဆုံးဖြတ်ချက်ပေးလိုက်ပြီမနာရင်လဲတော့မယ်လုံးဝအဲ့လိုပဲအခုလည်းမဖော်ပြောသလိုပေါ့နော်ကိုကနလန်မထူနိုင်သေးဘူးဆိုလို့ရှိရင်ခုလောလောဆယ်လူရောစိတ်ကောပြောင်းလဲဖို့အချိန်မရှိသေးဘူးနလန်ထူဖို့မလွယ်သေးဘူးဆိုလို့ရှိရင်ပြောင်းလဲဖို့အချိန်မရသေးလို့ရှိရင်အတင်းပြောင်းလဲမှာမဟုတ်ကိုယ်တိုင်က ready ဖြစ်ပြီးကိုယ်တိုင် ready ဖြစ်ပြီးစိတ်ရဲ့အခြေအနေအရ ready ဖြစ်ပြီးတိုင်အောင်မှကိုကပြောင်းလဲဖို့အတွက်နေရာရှိတယ်အချိန်ရှိတယ် commitment ရှိတယ်ဆိုလို့ရှိရင်ဒီလမ်းစာတော့သူပွင့်လာတာပေါ့နော်အဲ့လိုမျိုးကိုကောင်းထဲမှာအဲ့ဒီပြိုးကင်းလေးလိုမျိုးပဲအစီလေးတစ်ခုလို့စိုက်ထားလိုက်ပြီးဆိုအဲ့ဒီအစီလေးကမျိုးစီလေးကအပင်ပေါက်လာလိမ့်မယ် healing ဖြစ်ဖို့အတွက်ကိုကွာစပြီးတော့ရေလောင်းပေးမယ်မြေစုဩဇာထည့်ပေးမယ်လမ်းစာရှာပေးမယ်ကောင်းမွန်တဲ့နေရာထိုင်ခင်းမှာကို healing လုပ်ဖို့အတွက်ဆိုပြီးတော့အဲ့လိုမျိုးစိတ်ကရောက်သွားလိမ့်မယ်အိုးကိုချင်းဟာမင်္ဂလာပါပြန်တွေ့ရဝမ်းသာလိုက်တာဘာဖြစ်လဲဆိုတော့ကိုပြည့်မမြင်တဲ့စိတ်ကအရေးကြီးတယ်အပြစ်ကိုအပြစ်လို့မမြင်ရင်ကိုကူတာရမယ်လို့သတိထားရမယ်တဲ့ကိုအပြစ်မမြင်ဖို့ကအရေးကြီးတယ်ဒါပေမဲ့ကျမတို့အကျင့်ပါနေတတ်တယ်ပေါ့နော်ကိုအပြစ်မြင်နေဆိုတာဒီ self defeating thought တွေပေါ့ကိုထိုးနှက်တဲ့အတွေ့တွေကိုအပြစ်မြင်နေတာတွေဒါတွေအကုန်လုံးကကျမတို့ကအကျင့်ပါနေတာမွေးရပါရလို့တော့မဟုတ်ဘူးဒါတွေက learning behavior တွေကျမတို့ရဲ့မိဘတွေကဖြစ်စေဆရာမတွေဖြစ်စေရုပ်ရှင်တွေကဖြစ်စေပြပဝင်ကျန်းဖြစ်စေယဉ်ကျေးမှုအရာပေါ့နော်ကိုနှိမ်ချရမယ်နှိမ်ချရတယ်လို့ပြောရတဲ့နောက်ွယ်မှာကိုထိုးနှက်ရမယ်ကိုမညာရဘူးကိုအတိအလဲကျွေးရမယ်ဆိုပြီးတော့မဟုတ်ဘူးเนาะကိုအပြစ်မမြင်ပါနဲ့ကိုကျင်နာနဲ့ဆက်ဆံမှာဒီလိုမျိုးပြောတဲ့အခါအဓိကအဖြစ်စိတ်ပိုင်းဆိုင်ရာအရာထိုးနှက်မှုဟာကိုနာကျင်စီတယ်ကိုအပြစ်မမြင်ဖို့အမှားလုပ်တတ်ကြတယ်နောက်တစ်ခုကကြတော့ဘာတွေသတိထားရမလဲဆိုတော့ကျမတို့ကိုလည်းစိတ်ရှည်ဖို့လိုတယ်အဲဆိုကျမတို့ရဲ့ဒီ growth ကလေ personal growth ဖြစ်စေဒီ trauma healing ဖြစ်စေ career growth ဖြစ်စေကျမတို့တွေကကြီးပြင်းနေပေါက်ဖွားတယ်ဆိုတာဟိုလေပြုံးဆိုပြီးထောင်ပြီးတက်သွားမဟုတ်ထောင်တက်သွားတယ်ခါကြိုင်တန်လေးနဲ့သွားနာရှိမယ်ခါကြိုင်နည်းနည်းလေးအောက်ရောက်သွားမယ်အဓိကအဖြစ်ထိုးပြီးတော့မစင်သွားဖို့ပဲအရေးကြီးတယ်အဲ့ဒါကျမကိုယ်တိုင်လဲလေတတိတာရတယ်ဒီရက်ပိုင်းထဲမှာကျမနေမကောင်းဖြစ်တယ်လေနော်နေမကောင်းဖြစ်တဲ့ခါမှာမြင်ပျောက်ချင်တော့ကိုပျောက်တယ်လို့ထင်ပြီးတော့လေမတိကြောင်ဆောင်ပြီးတော့အလုပ်တွေလုပ်တယ်ပြီးတဲ့အခါမတိကြောင်ဆောင်ပြီးတော့လေခန္ဓာကိုယ်ရဲ့တောင်းဆိုမှုရအောင်နားမထောင်ခန္ဓာကိုယ်ကနာဖို့လို့နေဆိုလဲမနာဘူးခါလှုပ်ဆက်ရှိရတယ်အတင်းလှုပ်တယ်မြန်နေကောင်းပါစေဆိုပြီးတော့ကိုစားချင်တာတွေအတင်းကျွေးတယ်ပေါ့လေနော်
စားချင်တိုင်းလဲစားပါတယ်အားကြောင့်မလို့ဒီနေ့ရခိုင်မုတ်တီလောက်ထားတာတော့မှတင်ထားတာလားဆိုတော့လေအဓိကအပြင်ကျမတို့ကအဲ့လိုမျိုးပေါ့နော်ဟိုကဆက်ခွေရစ်လိုမျိုးလေကြော်ပလိုက်ချင်တယ်ဗီဒီယိုတွေလိုမျိုးလေကြော်ပလိုက်ချင်တယ်ဒီနေရာကိုမြင်မြန်ရောက်ချင်တယ်အောင်မြင်မှုပန်းနိုင်ကိုမြင်မြန်စစ်ခုချင်တယ်စိတ်သက်သာရချင်တယ်ခန္ဓာကိုယ်သက်သာရချင်တယ်ကျမတို့မြင်မြန်သက်သာချင်တယ်အဲ့ဒီခါမှာကျမတို့ဟိုလမ်းကိုဖြောင်းမသွားဘဲနဲ့ဖြတ်လမ်းကနေလိုက်တဲ့အခါမှာပေါ့နော်ဥမာအထူးသဖြင့်ကျမတို့ဘာလို့လုပ်လဲခန္ဓာကိုယ်မှာဒဏ်ရာရပြီဆိုလို့ရှိရင် stitches တွေနဲ့ချုပ်လိုက်တာလည်းရှိတယ်ဒါမှမဟုတ်လို့ရှင် stapler နဲ့ချုပ်လိုက်တာရှိတယ်ဒါမှမဟုတ်လို့ရှင်ကျမတို့အနာကို plaster အုပ်လိုက်တာရှိတယ်ဒီအနာကိုမမြင်ချင်လို့မြင်ကြအောင်ဆိုပြီးတော့ကျမတို့နှီးမျိုးစုံနဲ့ကုကြရတယ်ဟလားအခုကြည့်နေတဲ့တဲမှာဆရာဝန်လည်းပါတယ်သိလိမ့်မယ်ဆရာဝန်ရမဟုတ်ပါဘူးကျမအနာပြဘူးတဲ့လူတွေကဒဏ်ရာရဘူးတဲ့လူတွေသိမှာပါတချို့တွေကြတော့အချီနဲ့ချုပ်တယ်ဟလားချုပ်ရိုးနဲ့ချုပ်တယ်တချို့ကြ stapler နဲ့ချုပ်တယ်ချို့ကြတော့ plaster နဲ့အုပ်တယ်ဒီလိုပဲစိတ်ဒဏ်ရာတွေမှာလည်းဒီလိုပဲကျမတို့ကဖြက်လန်းကနေလိုက်လို့ရှိရင်အနာမကြက်ဖဲနဲ့အထဲမှာလှိုက်စားနေတာကိုမသိလို့ရှိရင်ပို့ပြီးတော့အဲ့ဒီမှာလိုင်ကောင်းဖြစ်သွားတတ်တယ်မလားအဲ့လိုမျိုးပဲဒဏ်ရာဆိုတာတူတူပဲခန္ဓာကိုယ်ကဒဏ်ရာဖြစ်စေစိတ်ထဲကဒဏ်ရာဖြစ်စေကျမတို့ကဖြက်လန်းကနေလိုက်မယ်ဆိုလို့ရှိရင်မှန်ကန်တဲ့နီလန်နဲ့ကြက်မှာမဟုတ်တော့ဘူးလေနော်နောက်ပြီးတော့ဒီမှာပါရေးထားသေးတယ်ဒီမှာညီမလေးတက်မြတ်နိုကရေးထားself healing ကလုပ်လို့ရတယ်လို့ထင်ပါတယ်တဲ့ဒါပေမဲ့ resource and method တော့လိုမယ်ထင်တယ်ကို uplifting ဖြစ်စေတဲ့ဇာတ်တွေ music တွေ mindfulness method တွေလိုမျိုးပေါ်တဲ့ excuse me ဟုတ်တယ် self healing ကလုပ်လို့ရပါတယ်မှန်ကန်တဲ့နီးလန်းနဲ့လုပ်ဖို့လိုတယ်ပေါ့နော်ဆိုတော့အမပြောသလိုမျိုးပဲကိုယ့် resource ဆိုလို့ရှိရင်ဘာတွေလိုမလဲဆိုတော့အသိပညာတွေလိုမယ် training လိုမယ် counseling တွေလိုမယ်နောက်ပြီးတော့ဒီကိုလည်းဒီ commitment ပေးထားဖို့ပေါ့နော်ကိုငါကောင်းအောင်စူးစမ်းမယ်နေကောင်းနေမယ် mindfulness တွေလို့တဲ့အဲ့ဒီ mindfulness ကလေပြောလို့ရှင်တော့ဘယ်လိုပြောမလဲဘာမှလို့ဆိုတော့တတိပဋ္ဌာန်တို့တရားနာတယ်တို့တရားထိုင်တယ်တို့အမှန်တကယ်ကလေကျမတို့ခန္ဓာနဲ့ဒီခံစားချက်တွေရုပ်နဲ့ခန္ဓာနဲ့စူးစီးမိသွားပြီဆိုလို့ရှိရင်ပို့ပြီးတော့ connection အားကောင်းတယ်ပေါ့နော် connection within yourself ပေါ့ပို့ပြီးတော့အားကောင်းလာတဲ့ခါမှာခံစားချက်တွေကိုပို့ပြီးတော့နားလဲလာတယ်ကိုယ်ခံစားချက်တွေကနားလဲလာတဲ့အခါမှာကိုယ်စိတ်ခံစားချက်တိုင်းမပြုတ်မှုတော့ဘူးမလုပ်တော့ဘူးပါဇက်ကနေပရုခနဲ့မထွက်သွားတော့ automatic system မှာကွာမနေတော့ပဲ autopilot system မှာကွာမနေတော့ပဲနဲ့လေကွာပို့ပြီးတော့ဟိုဘယ်လိုရမလဲတခုခုဆုံးဖြတ်ဖို့ဆိုလို့ရှိရင်တတိပို့ပြီးတော့ကတ်လာပြီးတော့ကိုယ့်ရဲ့ဆုံးဖြတ်ချက်တွေပို့ပြီးတော့မှန်ကန်လာတယ်ပေါ့နော်မက်အရီကာဘာပြောလဲဆိုတော့အပူတွေများတဲ့သူတွေ negative များတဲ့သူတွေနဲ့နေထိုင်ရင်တဲ့စိတ်ကိုဘယ်လိုအေးချမ်းအောင်သူတို့နဲ့နေထိုင်ရတဲ့ချိန်ထားရမလဲတဲ့ဆိုလိုတာကအပူတွေများတဲ့လူတွေ negative များတဲ့လူတွေနဲ့နေတဲ့ခါကြလို့ရှိရင်ကိုယ်စိတ်ဒုက္ခရောက်တဲ့ခါဘယ်လိုမျိုးအေးချမ်းအောင်နေထိုင်ရမလဲထင်တယ်နော်ဒီလိုမျိုးအပူတွေများတဲ့လူတွေ negative များတဲ့လူတွေနဲ့ခါနေရတော့ခက်မယ်အလူတပြင်းနဲ့တူပါပေါ့နော်ကိုယ်တအိမ်ထဲမှာတူနေတယ်ရှောင်လို့လည်းလို့မရဘူးသူနဲ့ကိုယ်နဲ့အမြဲတမ်းမြဦးတိုက်နေတယ်ဆိုလို့ရှိရင်ဓမ္မအောင်တစ်အဆင့်အနေနဲ့ကတော့လေ focus on yourself သူတို့သွားပြီးတော့ခေါင်းမစားနဲ့သူတို့သွားပြီးတော့အာယုံမဆိုင်နဲ့ကိုယ့်ရဲ့အိမ်အောင်ဘက်ဖြစ်စေမောင်နှမဖြစ်စေရီးစားဖြစ်စေကိုနဲ့နေတူကပေါင်းသင်းဆက်ဆံရနဲ့လှုပ်ဖော်ကင်ဘက်ဖြစ်စေသူတို့အာယုံသွားမပေးနဲ့ဘာဖြစ်လို့လဲဆိုတော့ဟိုပြောမလဲအစိတ်ပင်လိုပဲလေကိုလောင်းနဲ့ရေအားအဲ့ဒီအပင်ကရှင်တန်မှာပဲအစိတ်ပင်ရေလောင်းနေတယ်လို့ဖြစ်လိမ့်မယ်ကိုယ့်ရဲ့စိတ်ကသူ့ကိုပဲသွားပြီးတော့အာယုံစိုက်နေတဲ့ခါကြလို့အဲ့တော့ refocus on yourself ကိုပြန်ပြီးတော့အာယုံစိုက်ပါငါဘာလိုအပ်နေလဲအခုငါလိုနေတာစိတ်အေးချမ်းတည်ငြိမ်မှုငါရဲ့ခန္ဓာကိုယ်ကပူပင်ကြောင်းနေတဲ့အတွက်ကြောင့်အမြဲတမ်းလူကလေ alert ဖြစ်နေတယ်အမြဲတမ်းလူကဟိုဘယ်လိုပြောမလဲကြီးလန့်စာစားနေရတယ်လို့ပဲဒီ negativity တွေကကိုယ့်ရဲ့ surrounding မှာဖြစ်နေတယ်ကိုယ့်ရဲ့ဘေးနားပတ်ဝန်းကျင်မှာဒီ negative တွေတအားများလုံးလို့အပူတွေလာရိုက်ခတ်နေတယ်ဆိုလို့ရှိရင်စီးချလိုက်ပါနော်စီးချလိုက်တယ်ဆိုတာဟို physically ကိုယ့်ရဲ့စိတ်ထဲမှာလေဟိုဘယ်လိုပြောမလဲဗာလဲမြန်မာပြည်မှာဗုဒ္ဓဘာသာလိုမျိုး24နာရီ24ပစ္စည်းနဲ့စီးချသလိုမျိုးလဲစီးချလို့ရတယ်နောက်ပြီးကြတော့ဟိုကိုယ့်ရဲ့စိတ်ထဲကနေပြီးတော့
ဒီလိုမျိုးအမှုအကျင့်နေဆိုလို့ရှိရင်ငါမတုံ့ပြန်ဘူးသူပြောတဲ့စကားတိုင်းကိုငါမတုံ့ပြန်ဘူးသူပြောတဲ့အပြုတ်မှုတိုင်းကိုငါတုံ့ပြန်စရာမလိုဘူးသူပြောသမျှကိုအထူးသဖြင့်ပြောရမယ်ဆိုတော့ခေါင်းထဲမထဲနဲ့ပေါ့နော်အဲ့ဒီဟာကိုအနေနဲ့ဘယ်ဟာကိုတော့ကိုတုံ့ပြန်မယ်ကိုအတွက်အတိတ်ပဲရှိတာကိုဘယ်ဟာဆိုတော့တုံ့ပြန်မကိုအဓိကအဖြစ်ရွေးချယ်လိုက်တာပေါ့ priority လုပ်လိုက်တယ် prioritize လုပ်လိုက်တယ်ဘယ်ဟာတော့ကိုအတွက်အတိတ်ပဲရှိတယ်တုံ့ပြန်ခြင်းလဲအဲ့တော့အဲ့ဒါတွေအကုန်လုံးက mindfulness ကနေပဲစတယ် mindfulness ကနေပြီးတော့ပဲကျမတို့ကစိတ်နဲ့လူနဲ့ကတ်လာပြီးဆိုလို့ရှိရင်လူတကပြောသမျှကိုကခေါင်းနဲ့မထည့်တော့ဘဲနဲ့ကိုအတွက်ခေါင်းနဲ့ထည့်တဲ့အရာကိုပဲကိုကတုံ့ပြန်မယ်ဆိုရင်ဆုံးဖြတ်ချက်ကတပြည့်ဖြစ်နေလေကြည်လာတယ်ပေါ့နော် vision ကလေကြည်လာတယ်ပေါ့အဲ့ဒါကိုဆိုလိုတာပေါ့အဲ့တော့ပေါ့နော် America အနေနဲ့ကိုရဲ့ဘေးနာလူတွေကကိုအပူတွေအားရိုက်ခက်တယ်ဆိုလို့ရှိရင်စီးချလိုက်ပါကိုအပဲအာယုံစိုက်လိုက်ပါ refocus on yourself ဟဲ့လားကိုသွားမဲ့လမ်းကြောင်းကိုပဲကိုကဂရုတစိုက်နဲ့သွားပါကိုသွားနေတဲ့လမ်းကြောင်းကဥပမာကျမဆိုလို့ရှိရင်ကျမရဲ့ personal brand ကိုဒီ organization ရဲ့ brand ကလည်းရင်တွင်းငြိမ်းချမ်းရေးမှဒီပြည်တွင်းငြိမ်းချမ်းရေးစီလို့ဆိုကျမကိုယ်တိုင်ကဒီငြိမ်းချမ်းမှုတစ်စုံတစ်ယောက်ကိုယ်တိုင်နိလန့်ရှာနေတဲ့သူအဖြေရှာနေတဲ့သူကိုယ်တိုင်ရင်တွင်းငြိမ်းချမ်းမှုကိုလိုချင်တဲ့သူဖြစ်တဲ့အတွက်ကြောင့်မို့လို့ကိုယ့်ရဲ့ဘေးနာပတ်ဝန်းကျင်လူတွေကိုလည်းငြိမ်းချမ်းစေချင်တယ်ဒါပေမဲ့ဒါလိုချင်တာတန်မိုးထားတဲ့အရာချင်းတူကုန်ပါလေနော်အခု live ကြည့်နေတဲ့လူတွေထဲမှာရောဘယ်နှယောက်ကငြိမ်းချမ်းမှုကိုရင်ထဲမှာငြိမ်းချမ်းမှုကိုတိစောက်ချင်တဲ့လူတွေများရှိကြမလဲတစ်ချက်လောက် share ပေးပါအောင်ပြီးလို့ရှိရင်အောက်က comment လေးတွေဖတ်ပေးမယ်နော်ဟုတ်ကိုလူရိုးမင်္ဂလာပါအပတ်စဉ်အားပေးရတဲ့အတွက်ကျေးဇူးတင်ပါတယ် Hi Manueli Hi Mama looking good with your green jacket ဒီ green jacket ကကျွန်မရဲ့ new favorite ဖြစ်နေတဲ့အခုလောလောဆယ်တော့လေအားကြိုက်တာဒီတစ်ပတ်ကmeeting တော်များများမှလည်းဒါပဲဝတ်ဖြစ်တယ်ဒီနေ့ဒီရက်ပိုင်းတွေမှာအေးတော့လေဘာတင်နေမက်ဖို့အေးထားတယ်ဘာတင်နန်းတွေရှိလဲအရှိကိုထွက်မလာရတာကြာပြီအရှိကိုရေးကြီးပြန်ထွက်ချင်တယ်မောင်သေးဘူးမောင်ရေကူးတက်တယ်ဆိုတာပြမယ်တဲ့ယေးဟုတ်ကဲ့ပြပါလာခဲ့ပါတင်နန်းတွေရှိတယ်တင်နန်းတွေကတော့ကျမတို့ဖွဲ့စည်းကတနစ်ကို4ချိန် free ပေးတယ်ဒီ suicide prevention တင်နန်းက February လမှာရှိမယ် May August November 3လချာတစ်ခါရှိမယ်ဒါတွေတော့ free ပေါ့နော်အခုကျမတို့ charges နဲ့လုပ်တဲ့တင်နန်းတွေကကြာတော့ဒီ trauma healing တွေရှိမယ် conference တွေလာမယ်အဲ့လိုမျိုးလေးတွေရှိမယ်ပေါ့နော်နောက်ပြီးတော့တကယ်ပဲကိုထိထိရောက်ကုစားခြင်းနဲ့ဆိုလို့ရှိရင်တော့ counseling service တွေလည်းရှိပါတယ်နောက်ပြီးတော့မနှွေနေရပါပြောလဲဆိုတော့ self healing ကအရေးကြီးတယ်လို့ထင်ပါတယ်တဲ့ကိုပြန်လဲထူထောင်မိုးကကိုရဲ့စိတ်နဲ့အရေးကြီးဆုံးပါတယ်မှန်ပါတယ်စိတ်သွားတိုင်းကိုပါတယ်စိတ်ထဲမှာကိုတကယ်ပဲဒီ healing journey ကိုစတော့မယ်ဆိုရင်ကိုအာယုံကအဲ့ဒီကိုရောက်သွားပြီကိုရဲ့ပန်းနိုင်ကငါအေးချမ်းဖို့ငါစိတ်ထဲမှာငြိမ်းချမ်းဖို့ငါစိတ်ထဲမှာကိုပေါ့နော်အေးချမ်းတဲ့ဘဝကိုတိဆောက်ချင်တယ်ဆိုလို့ရှိရင်အဲ့ဒါရလိမ့်မယ်ဒီမှာပြောပြမယ်အချိန်တော့ယူရတယ်ပေါ့နော်အချိန်ကလေဘယ်လောက်ယူပါ3နှစ်ယူပါ5နှစ်ယူပါ6နှစ်ယူပါဆိုပြီးတော့ကျမကနေပြီးတော့ပြောလို့မရအောင်လိုတလောက်ကိုလိုတလောက်အချိန်ကိုယူပြီးတော့ကိုလိုအပ်တဲ့ဒီ healing journey ကိုစပါဥပမာကျမတို့ဆိုလို့ရှိရင်လူတိုင်းနှီးပါလောက်တရားကိုလက်ခံမယ်တင်တယ်2021ကနေစပြီးတော့ကျမတို့တွေစပါတော့တချို့ဆို2020လောက်ကတည်းကနေစပြီးတော့ဘဝကြီးကပြောင်းပြန်လှန်သွားတာပေါ့နော်ပြောင်းတကယ်ပဲပလောင်ဆန်သွားတာပေါ့ဒီကိုဗစ်ကြောင့်မလို့အလုပ်ပြုတ်ကြတဲ့လူတွေရှိတယ်မိသားစုတွေဆုံးရှုံးတဲ့လူတွေရှိတယ်ဒါကိုဗစ်ကနေစတယ်2020ကကြရက်ပေါ့နော်ကျမတို့ဘဝဆိုလို့ရှိရင်2021မှာအဖေဆုံးတယ်2022မှာအမေဆုံးတယ်အဖေရောမေရောဆုံးပြီးတော့တော်တော်လေးလဲထိကြိုက်သွားတယ်စိတ်ထိကြိုက်သွားတယ်အခုချိန်ထိလည်းထိကြိုက်မှုတစုံတရာရှိနေတော့မယ်နောက်ပြီးတော့ဒီလိုမျိုးအဲ့ဒီချိန်မှာလူရောကိုထောင်းသွားတဲ့ခါမှာလူကလေငဖောင်ရိုးလေးပင်ပင်ညောင်ညောင်လေးပဲကြံတယ်အဲ့ဒီအမှတစင်ကျမအဲ့ဒီအမှတစင်တဖြည်းဖြည်းနဲ့ကို self healing နေစတိုက်လောက်ရတာပေါ့နော်ကျမရဲ့ self healing journey ကတော့ဒီ2021မှာစတာမဟုတ်ကျမစခဲ့တာကတော့2015ပတ်ဝန်းကျင်လောက်က2014လောက်မှာကျမဒီပွဲလွန်တက်တယ်ပွဲလွန်တက်တဲ့အခါမှာကျမတို့ကျောင်းကဘာပြောလဲဆိုတော့သူများတကာတွေကိုမကူညီခင်နဲ့ကိုအရင်ဆုံးနဲ့ဖေးမကူညီလိုက်ပါတဲ့ clients မလုပ်ဘူးရဲ့နဲ့ဒီ clients ရဲ့နေရာကိုနားလဲမှာမဟုတ်ဘူးတဲ့အဲ့တော့ mandatory ပေါ့နော်ကျမတို့က mental health ယူထားတဲ့လူတွေကသွားပြီးတော့ counseling ဝင်ရတယ်အဲ့ဒီ counseling စဝင်တော့ကြတော့ဒီဘယ်လိုပြောမလဲ relationship issue ပဲပေါ့နော်ကျမတို့ page တွေမှာဆိုလို့ရှိရင်နေ့တူကဒီနေ့1မိနစ်ကိုစာ6ဆောင်ဝင်နေပဲထားအနည်းဆုံး6ဆောင်လောက်က relationship issue တွေပါတယ်
အဲ့လိုပဲကျမလည်းဒီလူတွေကလူပဲကျမကြောင်းတက်တော့ relationship issue နဲ့ဆိုပြီးတော့ကြောင်းမှာသွားပြီးတော့ counseling ယူလာကနေစပြီးတော့ issue တွေပေါ်လာတာကျမတို့ခါတလေကြားလို့ရှိရင်လူချင်းဆက်ဆံရေးအခြေရေးလူမှုရေးဒီမှာလူချင်းဆက်ဆံရေးလို့ပဲထင်တာနော်ဒါပေမဲ့အဲ့ဒီစိတ်ဒဏ်ရာတွေကျမတို့နားမလဲတဲ့ behavior တွေကျမတို့ရဲ့ဒီ unresolved grief တွေပေါ့နော်ကျမတို့ကိုယ့်နဲ့ကို deal မလုပ်ထားတဲ့ issue တွေကိုယ့်နဲ့ကိုရင်ဆိုင်ပြီးတော့မျက်နှာချင်းဆိုင်ပြီးတော့ကိုမကြည့်ရတဲ့အကြောင်းအရာတွေကိစ္စတွေကလေအဲ့လိုမျိုးလူချင်းဆက်ဆံရေးတွေမှာပေါ်လာလူမှုရေးဆက်ဆံရေးတွေမှာပေါ်လာကိုရဲ့ဆက်ဆံရေးတွေမှာပြန်ပေါ်လာတာပေါ့နော်အဲ့လိုမျိုးကြောင့်မို့လို့ကျမတို့ကဒီ self healing journey ကကျမဆိုလို့ရှိရင်2015လောက်ကတည်းကနေပြီးတော့ counseling တွေဝင်တယ်ကျမရဲ့ဘဝမှာ therapist 6 ယောက်လောက်ရှိတယ်therapist 6 ယောက်မှာတကယ်တမ်းကိုနဲ့ကီးကိုက်တာကိုနဲ့တကယ်တမ်းကိုအတွက် progress လည်းလုပ်ပေးနိုင်တာ2 ယောက်လောက်ပဲတေချာတွေးခဲ့တာပေါ့နော်ဒါကတော့လေပြောမယ်ဆိုလို့ရှိရင်ဒီကျန်တဲ့4 ယောက်ကသူတို့ပညာမကျွမ်းလို့မဟုတ်တခါတလေကြားလို့ရှိရင် counseling ယူတဲ့အခါမှာဒီတယောက်နဲ့ကိုနဲ့ကီးမကိုက်လို့မဖြတ်လိုက်နဲ့ဒီတယောက်နဲ့ကိုနဲ့ဒီ therapeutic relationship ကလည်းတခြား relationship တွေလိုပဲ friendship လိုမျိုးပဲ romantic relationship လိုပဲအိမ်အောင်ရေးလိုမျိုးပဲအချိန်ယူပြီးတော့တိဆောက်ရတယ်ဒီ therapeutic relationship ဆိုတာလေသူဒီလူတယောက်နဲ့ကိုယ်နဲ့ကီးကိုက်ပေမဲ့နောက်တယောက်နဲ့ကိုယ်နဲ့ကီးကိုက်ချင်မှကိုက်မယ်နောက်တယောက်နဲ့ကီးမကိုက်လို့လေကိုယ်သွားနေတဲ့ဒီ self healing journey ကိုလက်မလျှော့လိုက်နဲ့ဒါကိုယ့်ရဲ့ commitment လည်းဖြစ်တယ်လေနော်သူနဲ့စင်မပြေနောက်တယောက်ကိုပြောင်းလို့လည်းရခုမြန်မာပြည်မှာဆိုလို့ရှိရင်တဖြည်းဖြည်းနဲ့ဒီစိတ်ကျန်းမာရေးကိုနားလဲလူတွေတော့ပေါ်လာပြီဒါပေမဲ့လို့အဲ့လိုမျိုးကျွမ်းကျင်တဲ့လူကတော့နည်းနေသေးတယ်ပေါ့နော်ဆိုတော့တတိနဲ့တော့ကိုယ့်ရဲ့ therapist ကိုရွေးချယ်ပေါ့နော်အဓိကအဖြစ်ကျမအနေနဲ့ပြောချင်တာကြတော့လေတယောက်နဲ့တယောက်ရဲ့ self healing journey ကလည်းမတူဒီ trauma တွေရှိမှဒီစိတ်ဒဏ်ရာတွေရှိမှဒီ self healing journey ကိုစလို့ရမှာမဟုတ် self healing journey ကဘယ်သူမှစလို့ရတယ်ကျမဆိုလို့ရှိရင်အဲဒီ counseling စဝင်တော့ဆိုလို့ရှိရင်ကိုယ်မှာ crisis တွေလည်းမရှိဘူးပြဿနာကြီးကြီးကျယ်တွေလည်းမရှိဘူးဒီလိုမျိုးအသေးအဖွာပေါ့နော်ကိုယ့်ရဲ့ရီးစားကိုစိတ်ထဲမှာအလိုမကျတာတွေကနေစလိုက်တာအမှန်တကယ်ပြီးလက်ပြီးတော့ပေါ်လာတော့ပေါ့တဖြည်းဖြည်းနဲ့အဲ့တော့ဘောနော်counseling ဝင်နေဆိုတာလေလုံးဝကြီးပြဿနာအကြီးကြီးမားမားကြီးဖြစ်တော့မှဝင်စရာမလိုဒီလိုမျိုးကျမတို့ခုလိုပဲ ACC လေးပဲကိုရဲ့ lifestyle အရာ maintenance လုပ်တာမျိုးလဲဝင်လို့ရတယ် counseling အချိန်မရွေးဝင်လို့ရတယ်ဥပမာကျမတို့ဆိုလို့ရှိရင် counseling ဝင်နေတလောက်ကို2 ကြိမ်ကျမရဲ့ therapist နဲ့ကျမဒီလိုမျိုး lifestyle maintain တဲ့အရာပေါ့နော်ကိုယ့်ရဲ့စိတ်ကျန်းမာရေးအားကောင်းအောင်ပြန်ပြီးတော့အစားချေပေးတယ်ဒါတွေကကိုယ့်ရဲ့စိတ်ကျန်းမာရေးအားကောင်းတာအပြင်ကိုယ့်ရဲ့နေ့တူကလူနေမှုဘဝအတွက်လည်းအကျိုးရှိတယ်ပေါ့နော်ခါလေကြာလို့ရှိရင်ကျမစိတ်ထဲမှာဒီလိုမျိုးဖြစ်နားမလဲနိုင်တဲ့အရာပေါ့နော်ကိုနားမလဲတာဖြစ်စီကိုဘေးနာလူတွေကိုနားမလဲတဲ့အခါမှာဖြစ်စီကျမ therapist နဲ့ကျမစကားပြောလိုက်တယ်ဒီ process လုပ်လိုက်တယ်အစာခြေလိုက်တဲ့အခါမှာပို့ပြီးတော့မြင်တော့aha moment ပေါ့နော်အဲ့လိုမျိုးတွေတွေးရှိသွားတယ်ပေါ့အဲကြောင့်မလို့ကျမတို့ကဒီ counseling ဝင်နေဆိုတာကို normalizing လုပ်ပြန်ဒါပုံမှန်ပဲ easy ပဲချောင်းဆိုးရင်ချောင်းစပြောက်စေစားတယ်တကြားလုံးငုံတယ်ဒီလိုပဲ counseling ဝင်နေဆိုတာကလေကျမတို့ဒီမစာရေးတော့ပဲစိတ်ကျမ်းမာရေးပုံမအားကောင်းအောင်လို့ကိုအစာခြေဖြတ်ပေးတယ်ဘယ်လိုပြောမြန်မာပြည်မှာဆိုရက်စားတဲ့အစာဖြတ်စေစားတယ်တူပဲဒါကျမတို့ရဲ့အုံနောက်ထဲမှာရှုပ်ရှက်ခတ်နေတဲ့ခြီလုံးတွေကိုဖြီးပေးသလိုပဲ counseling ကလည်းတူပဲ excuse me ဆိုတော့လေကျမလည်းဒီနေ့ရည်ရွယ်ထားတာပေါ့နော်အကြာကြီးတော့မပြောဖြစ်ဘူးဒီ trauma healing နဲ့ပတ်သက်ပြီးတော့ပေါ့လေစိတ်ဝင်စားရဲဆိုလို့ရှိရင်မချောစုရောက်လိုက် sorry ပဲနောက်ကြရင်တော့ဒုက္ခခံရတော့မယ်စတာတချို့လူတွေကကြတော့ဒီမှာပုံမှန် live ကြည့်နေကြတော့တယောက်နဲ့တယောက်အထာညက်နေကြပြီလေနော်ဒီနေ့အကယ်၍ပေါ့လေဒီ trauma healing နဲ့ပတ်သက်ပြီးတော့ကျမတို့အခုလုပ်နေတဲ့ series တွေလည်းရှိတယ်နောက်ပြီးတော့ကိုသိချင်တဲ့အကြောင်းအရာတွေလည်းရှိတယ်ဒါမှမဟုတ်လို့ရှိရင်ကိုယ်စိတ်ထဲမှာပေါ့နော်ခြေုံချတော့နဲ့ဟိုတယောက်ကဟိုလိုပြောသွားတယ်ဒီတယောက်ကဒီလိုပြောသွားတယ်မကျူရောဘလို့ထင်လဲမကျူရောနည်းနည်းလောက် share ပေးပါဆိုလို့ရှိရင်လည်းရတယ်ကိစ္စမရှိကျမတို့ဒီလိုမျိုးဝိုင်းပြီးတော့ဒီလိုမျိုး live discussion တွေမှာလေအဲ့ရပါရ share ကြတာကျမအနေနဲ့လည်းခုနောက်ပိုင်း live လုပ်ရတာပျော်လာတယ်အရင်တော့ဆိုလို့ရှိရင်ကျမလည်း live လုပ်ရတာမကြိုက်ဘူးဘာလို့ဆိုတော့ဦးကြောင်ကြောင်နဲ့ဒီ screaming ကြီးကိုကြည့်ပြီးတော့စကားပြောရတာ hello မင်္ဂလာပါဈေးရောက်နေရတယ်လို့ပဲစိတ်ထဲမှာလေဒါပေမဲ့လည်းနောက်ပိုင်းကျတော့ကျမဒီလိုမျိုး engagement လုပ်ရတာကိုသဘောကျလာတယ်ဒီလိုမျိုးမေးခွန်းလေးတွေမေးကြတယ်နောက်ပြီးတော့ဒီစိတ်ဒဏ်ရာတွေနဲ့ပတ်သက်ပြီးတော့ပေါ့နော်ကျမတို့ဒီဆွေးနွေးပွဲတွေကနေပြီးတော့တယောက်နဲ့တယောက်အမြင်တွေဖလှယ်ကြတဲ့ခါမှာပို့ပြီးတော့လေ
စကားပြောရတာလဲအားရလာတယ်ပေါ့နော်ကျမအနေနဲ့လဲဆိုတော့အကြောင်းမလို့ကျမဒီနေ့ဒီ live ကိုလုပ်ဖို့တောင်မှကျမဓမင်းစာပွဲတစ်ခုကိုဖျက်သွားလိုက်တယ်ကျမတို့ဒီပွဲလွန်တက်ခဲ့တဲ့ကြောင်းကနှစ်စင်ပေါ့လေသူတို့ဒီမျိုးဂါလာဒင်နာလုပ်ပေးတယ်ကျမတို့ပွဲအဲ့ဒီရထားတဲ့လူတွေကြောင်းသားတွေစီအမှန်တကယ်တော့သူတို့ကတော့အလူငွေကောက်ချင်လို့ပေါ့လေပွဲလုပ်ပြီးတော့ဖိတ်တာပေါ့ကျမတို့ကိုကျမဒီနေ့သွားမလို့ပဲဒါပေမဲ့ဟိုနဲ့ပေါ့နော်ချောင်းဆိုးနေလူကြားထဲမှာကိုလူများတကမတတိပဲနေလိမ့်မယ်ဆိုပြီးတော့မသွားတော့ဘူးမသွားတော့ပဲနဲ့ဒီနေ့ကြည်ရှုနေတဲ့လူတွေနဲ့အဖော်လုပ်ပေးတာပေါ့ဟဲ့လားအဲ့တော့အခုဘယ်သူတွေရောက်နေလဲနှုတ်ဆက်ပါအောင်ခဏနေကြားလို့ရှိရင် live တိန်းတော့မယ်ပေါ့နော်ကျမတို့ဈေးသိန်းတော့မယ်ဈေးရောက်တာမဟုတ်ပါဘူးပညာတွေဝေးမျှပေးနေတာအဓိကအဖြစ်ကျမတို့အခုလုပ်နေတဲ့ဒီ trauma series တွေနဲ့ပတ်သက်ပြီးတော့ပေါ့လေနော်ဒီ scholarship ပေးနေတာတွေရှိတယ်နောက်ပြီးကြတော့ကျမအစောဆုံးကပြောသွားသလိုပေါ့နော်အချိန်ကိုလိုအပ်တဲ့လောက်ယူပြီးတော့ကုစားပါပညာတွေကိုလိုအပ်တဲ့လောက်ယူပါပြီးဒီအထူးသဖြင့်ပေါ့နော်ကျမတို့ဒီစိတ်ကျန်းမာရေးနဲ့ပဲနည်းနည်း စမ်းတစ်သေးတယ်အထူးသဖြင့်မြန်မာပြည်မှာဆိုရင်ပိုဆိုးတာပေါ့နော်မြန်မာပြည်မှာဆိုလို့ရှိရင်အခုမှပို့ပြီးတော့လူတွေကစိတ်ဝင်စားလာတာက3-4နှစ်လောက်ပဲရှိသေးတယ်ဒီဘက်နိုင်ငံတွေမှာကျတော့စိတ်ကျန်းမာရေးပုံမှုအာယုံစူးစိုက်လာတာတော့အနည်း15-20လောက်တော့ရှိပြီဒါပေမဲ့ဘယ်သူမှလည်းအလောက်ထိလေထဲထဲဝင်နားလဲနိုင်အောင်စူးစမ်းနေကြဆဲပဲဖြစ်သေးတယ်ပေါ့နော်။ဘာဖြစ်လို့ဆိုတော့ဒီຢာတွေက neurological ဘိုင်းဆိုင်ရာနဲ့လည်းဆိုင်နေအထူးသဖြင့်အုံနှောင်းနဲ့ပတ်သက်လာပြီဆိုလို့ရှိရင်ကျမတို့အများကြီးလေ့လာဖို့လည်းလိုသေးတယ်။ဆိုတော့ဒီအခုလက်ရှိမှာသိပ္ပံနည်းပညာအရာတွေ့ရှိချက်တွေသူတေသနာပြုထားချက်တွေဟာနောက်ပိုင်းကြာလို့ရှင်လဲပြောင်းလာသွားနိုင်တယ်ဒါပေမဲ့ကျမတို့ဒီနေ့ဒီလာမဲ့တင်နန်းမှာတင်ကြပို့ချမှာတော့ပေါ့နော်အခုလက်တွေ့မှာအခုလောလက်ဆက်ရှာဖွေတွေ့ရှိထားတဲ့ဒီသိပ္ပံနည်းပညာအရာတွေ့ရှိချက်တွေကိုတင်ကြပို့ချသွားမှာဖြစ်တယ်ပေါ့နော်အဲ့တော့ဒီတင်နန်းလေးကိုလာရောက်ဖို့လဲကျမကြော်ညာလဲထက်လဲဝင်နေဒီ scholar တွေရှောက်ဖို့လဲဖိတ်ခေါ်ခြင်းနဲ့ကျမတို့အဖွဲ့အစည်းတွေနဲ့လဲလက်တွဲပူးတွဲပြီးတော့လက်တွဲပူးပေါင်းပြီးတော့လဲဟလာဝင်ရောက်ပြီးတော့ဒီစိတ်ကျန်းမာရေးလုပ်ငန်းတွေကိုလှုပ်ဆောင်စေခြင်းနဲ့ဆိုတော့ကျမတို့အဖွဲ့အစည်းတစ်ခုတွေကနေလဲလို့မရဘူးဒီလက်တဆုပ်စာလောက်ရှိတဲ့ပညာရှင်တွေကနေပြီးတော့လည်းလုပ်လို့မရအောင်ကျမတို့ဒီလိုမျိုးစိတ်ကျန်းမာရေးနယ်ပယ်ထဲမှာပညာရှင်တွေအများကြီးထွန်းပေါက်လာအောင်အတွက်လည်းကျမတို့စ조사နေပါတယ်အဲ့လိုစ조사တဲ့နေရာမှာလည်းစီကံတရှိနဲ့ပေါ့နော်စီကံရှိနဲ့လောက်ကြဖို့လဲကျမအနေနဲ့အကုန်လုံးကိုရောက်တဲ့နေရာလာတက်တဲ့တင်တဲ့တိုင်းမှာကျမဖိတ်ခေါ်တယ်ပြောပြတယ်တင်ပေးတယ်ဆုံးမတယ်ဆိုတော့ကိုယ့်စီမှာတကယ်အမြဲတမ်းပညာလိုက်တင်နေတဲ့လူတွေဆိုလို့ရှင်တော့ကျမတိကျပြောပြရတယ်ပေါ့နော်စုံမရဲဆိုလို့ကျမကိုလည်းဆရာမကြီးလို့တော့မထင်နဲ့ကျမလည်းလေးလာတင်ယူနေသေးပဲအခုလောလောဆယ်တော့ကွာဒီနယ်ပယ်တဲ့ရောက်နေတာနည်းနည်းကြာပြီဖြစ်တဲ့အတွက်ဒီဟာနဲ့ရင်းနှီးကျွမ်းမှုတော့ပိုရှိတာပေါ့နော်တို့တော့ဒီစိတ်ကျန်းမာရေးနယ်ပယ်ထဲမှာအဓိကအားဖြင့်ပေါ့နော်ကျင်ဝင်လိုက်နာဖို့အထူးသဖြင့်ကိုမတိနားမလဲနဲ့မှားလိုက်တဲ့အမှားတစ်ခုကလူတွေပေါ်မှာအကျိုးသက်ရောက်မှုအများကြီးရှိတယ်ပေါ့နော်ကိုလူတွေကပညာရှင်ဒီပညာမှာကျွမ်းကျင်နေဆိုပြီးတော့လာရောက်ပြီးတော့မေးကြတဲ့အခါမှာကိုပြောလိုက်တဲ့စကားလုံးတစ်ခုမှ weight ရှိတယ်ပေါ့နော်ဟုတ်ကဲ့ပါရောက်လာကြပြီကိုမင်းလာရောက်လာတယ်ကိုမောင်မင်္ဂလာပါအောင်ပြည့်တစ်ချိန်မာကြီးကိုပြန်လာစေချင်တယ်ကျမမောင်ဝင်ခွဲပါရောက်နေတယ်ဟုတ်ပါလားမာကြီးကိုပြန်ရောက်လာစေချင်တယ်သူကဖက်မှာပဲချောင်းစိုးနေရမပြီးတော့ဒီချိန်မာကြီးကိုပြန်လာစေချင်တယ်တိုင်းပြည်ပြန်လဲထူထောင်ရင်မာကြီးလိုလူမျိုးအများကြီးလိုတယ်တိုင်းပြည်ပြန်လဲထူထောင်နေပြီမောင်လဲအဲ့ဒီခေတ်ပြောင်းစနစ်ပြောင်းသွားတဲ့ transitional justice တီကိုစောင့်နေကြမလို့အမားတို့ကအဲ့ဒါကြောင့်မို့လို့ခုကြရပါတော့လူတွေရဲ့စိတ်သက်ထူထောင်ရေးတွေစိတ်သက်မွေးမြူရေးတွေခုတွေကလုတ်ပေးနေတာပေါ့နော်sorry ပါမကျော်ဆို scholarship ခေါ်တာနောက်ကြလို့အားလေးပဲမိလဲနောက်ပိုင်းတင်တန်းနေမှာရှုံးမှာပါ live ခဏနေပြေတော့မအားချောင်ဆိုးလာပြီအဲ့တော့live အစပိုင်းကလွတ်သွားတဲ့လူတွေလည်းပြန်ပြီးတော့ကြည့်လို့ရတယ်ပေါ့နော် oh my god လိုင်းလွန်းနေနေအသက်တော့မဲ့ချောင်ဆိုးတာလေဆိုတော့လေကျမလည်း self care လေးလုပ်လိုက်တော့မယ်ခဏလေးချင်းနားမယ်ပေါ့နော်ဒီစိတ်ကျမရေးနဲ့ပတ်သက်ပြီးတော့ထထဝင်လေးလာလိုက်စားခြင်းနဲ့ဆိုကျမတို့ page မှာအပတ်စဉ်တင်ပေးနေတဲ့နေ့စဉ်အမှန်တကယ်အခုနောက်ပိုင်းဆိုနေ့စဉ်တင်ပေးနေတဲ့ information တွေအရန်ကောင်းတယ်ကျမရဲ့ team တွေအရန်ကောင်းတယ်ကျမရဲ့ team
member တွေအလုပ်ရန်တားလုံးနိုင်တယ်ကျမတို့နေမကောင်းတဲ့ဂျာမနဲ့ကုန်းထပြီးတော့သူတို့အနေအမိလိုက်နေရဆိုတော့လေးလာလိုက်စားပါကျမတို့ page တွေမှာတင်ပေးနေတဲ့ information တွေဒီတစ်ခေါက် scholarship လွတ်သွားပြီမယ်နောက်လတွေမှာလည်းရှုံးမှာပါအများတန်းကြည့်နေပါပေါ့နော်အဲ့တော့ကျွန်တော်လည်းချောင်းဆိုးရတာအသက်ထွက်တော့မယ်ဆိုတော့အားလုံးဒီနေရာနေပဲနှုတ်ဆက်လိုက်ပါတယ်တခြားမေကွန်းနေသိချင်တာရှိလို့ရှိရင် chat box ကိုလည်းလာခဲ့လို့ရတယ်နောက်ပြီးတော့ဒီတင်တန်းတွေကိုဝိုင်းပြီးတော့လည်း share ပေးပါကိုဘီနာပတ်ဝန်းကျင်မှာ scholarship အတွက်တကယ်လိုအပ်တယ်ပေါ့နော်ကဲတင်တန်းတက်ဖို့အတွက်ပတ်စံမရှိတာတို့တကယ်နယ်ပယ်ထဲမှာစိတ်ကျမ်းမာရေးနယ်ပယ်ထဲမှာထူးထူးချွန်ချွန်လုံနေတဲ့သူတွေတို့အဲ့လိုမျိုးဆိုလို့ရှိရင်လည်း share ပေးပါသူတို့တွေးရှိအောင်ပေါ့နော်ကိုမှတက်နိုင်တဲ့အခြေအနေတစ်ခုရှိသေးတယ်ကိုကလည်းဒီပညာတကယ်လေ့လာလိုက်စားခြင်းနဲ့ဆိုလို့ရှိရင်ကျမတို့ page တွေကနေအမြဲတမ်းတင်တန်းတွေခေါ်ပေးနေတယ် scholarship တွေပေးတယ် information တွေဝိုင်းပြီးတော့ share ပေးပါကျမတို့လုပ်နေတဲ့လုပ်ငန်းတွေကိုထိထိရောက်ရောက်ရှိအောင်ဝိုင်းပြီးတော့ကူညီပတ်မှုပေးပါလို့မြစ်တာရက်ခင်နဲ့ဒီ live လေးကိုဒီနေ့သိမ်းလိုက်ရပါရစေရှင်ဒီမှာပဲရက်နာလိုက်တော့မယ်နော်ကျေးဇူးပါအားလုံး take care နော် bye bye